နေပဲအတိတ်ရောက်ဖို့မရဲရင်တော့ဒါကငလို့ရဲအရဲရိုးနေတဲ့ပုံစံတစ်ခုဖြစ်နေတယ်အလုပ်တစ်ခုမှာငလို့ဆက်ဆောက်ဆုံးဒီအလုပ်ကကောင်းလို့ရှင်ကတမျိုးပေါ့နော်ဒါပေမဲ့ကောင်းပေမဲ့လည်းအလုပ်တနေရာမှာလောက်တာကြာလို့ရှင်3နှစ်5နှစ်10နှစ်လောက်တာကြာလာလို့ရှင်ငလို့ကဘာဖြစ်သွားနိုင်တယ်လဲဆိုတော့ထိုင်းသွားတယ်ထိုင်းသွားတာငလို့ဆက်ပြီးတော့တိုးတက်ဖို့အတွက်ကတိတ်ပြီးတော့ဖြစ်နိုင်ချေကမရှိဘာကြောင့်မရှိတာလဲဆိုတော့လူတယောက်မှာကအကျင့်တစ်ခုရှိရယ်ရင်းနှီးတဲ့နယ်ပယ်တစ်ခုရောက်တော့လို့ရှိရင်တဖြည်းဖြည်းကဘာနဲ့သွားတူလဲဆိုတော့ဒီဖားကလေးလိုပဲဆက်ဆောက်အဆုံးဝင်လာတဲ့အချိန်မှာအစင်အိုးထက်မှာပေါ့နော်ရေကအေးရယ်သူဝင်လာရယ်သူပူရယ်လို့မခံစားမိအေးအစင်ပေးရယ်တတောင်တက်တာရှိနေလို့ပဲနေရေကလည်းပူလာပြီပူလာတော့ဆက်ဆောက်အဆုံးရေမပူခင်ကသူခုံဖက်လို့ရသေးရဲ့ဒါပေမဲ့သူကအေးရသေးရဲ့နိုင်သေးရဲ့အစင်ပေးသေးရဲ့ပတ်စံအဲ့လိုထိမများပေမဲ့လည်းအေးလုံနေဆရာနေဆရာတခုရှိရဲ့ဆိုတော့အေးစစ်ကြာလာတော့ရေကတဖြည်းဖြည်းနွေးလာတော့သူကခန္ဓာရေကရေနဲ့ရောနှောသွားတော့နောက်ထပ်ရေတကယ်ပူလာဆူလာတဲ့အချိန်မှာသူပြန်ခုံဖက်ဖို့တော့ကသူ့မှာခုံပိုင်ခုမရှိတော့ခုံနိုင်တဲ့စွမ်းရည်လည်းမရှိတော့နေပဲအတိတ်ရောက်ဖို့မရဲရင်တော့ဒါကငလို့ရဲအရဲရိုးနေတဲ့ပုံစံတစ်ခုဖြစ်နေရဲ့အဲ့တော့ဘာလို့ဆိုလိုတာလဲဆိုတာဒီလိုဆက်ဆောက်ဦးဆုံးပြင်ဆင်နိုင်တဲ့အချိန်ကာလကျူးစားရမယ့်အချိန်ကာလကမကျူးစားတီးရမယ့်အချိန်ကာလလေ့လာရမယ့်အချိန်ကာလမလေ့လာဒါပေမဲ့ပူလာတဲ့အချိန်မှာတကယ်ပတ်စံလောတကြီးလိုလာတဲ့အချိန်မှာဟာငါပတ်စံလိုရဲ့မရေမေရေအကိုရေအမရေ老师ရေဘယ်လိုလုပ်ရမလဲဘယ်သူမှနေမကူညီနိုင်ဘာကြောင့်လဲဆိုတော့နေကိုဝုန်းတိုင်းနဲ့ဘယ်သူမှနေရဲ့ဘဝအတွက်ကဘယ်သူမှလာဖြတ်တန်းပေးလို့မရဒါရှင်တန်းပေးလို့လည်းမရနေကုဖာဖို့ပဲနေကြော်ဖြတ်ဖို့ပြလို့မယ်အဲ့ချိန်မှာနေလုံနိုင်စွမ်းရှိလားမရှိလားအကြောက်ဆုံးကတော့ဒီတစ်ခုပဲနောက်ဆက်အကြောက်ဆုံးဒီတစ်ခုပဲဘာကြောင့်ဆိုလူတယောက်ကထိုင်းသွားနိုင်တယ်နယ်ပယ်တစ်ခုရောက်သွားတော့အရင်ရိုးနေတော့နောက်အစ်စ်နယ်ပယ်တစ်ခုရောက်သွားတော့အစိမ်းလေးတွေရင်ဆိုင်ရမယ်လိလာရမယ်ထိတွေ့ရမယ်ဆိုတာကြောက်တယ်ဒီမှာပဲ confirm တက်တောင့်တက်တာရှိနေဆိုတော့ဒီမှာပဲနေချင်တယ်နေတော့တက်လုံးပြီးတော့ရောပြီးတော့အချိန်မှာကနောက်ဆုံးပတ်စံလည်းမကြည့်အောင်တနာဆရာကြီးဒါပေမဲ့ဒီတနာဆရာကြီးကလူများနေကိုလှုပ်တာမဟုတ်ဒီကိုဖောက်ကိုလှုပ်တာဒီကိုရဲ့ရွေးချယ်မှုကြောင့်မို့ပဲ First step